ကျွတ်သွန်မလေးတွေကအိမ်မှာစိုက်ထားတဲ့ကျွတ်သွန်မလေးတွေပါအများကြီးရတယ်ဒီနေ့တော့ငါအိုကတ်ချက်စားမယ်ဒါကတော့ဈေးကနေဝယ်လာတဲ့နနမင်းလေးပါဒီနေ့လုပ်တဲ့ဟင်းကကျွတ်သွန်မင်းနဲ့နနမင်းကိုအများကြီးသုံးရပါတယ်ကြည့်အောင်အလုပ်လုပ်ပြီဆိုလို့ရှိရင်လေအချစ်သုံးလေးတွေကအမြဲလိုလက်ကူကြလို့အမောပြေရပါတယ်သူတို့လေးတွေရှိတော့လေမပြင်းအားတော့ဘူးတနေ့ကုန်သူတို့နဲ့အလုပ်ရှုပ်နေရတာလေကြည့်ကျွတ်သွန်ပင်နဲ့နနမင်းကိုတန့်အောင်ရေးဆေးပြီးတလိုတေးသေးလေးလှီးလိုက်တယ်ပြီးရင်ကျွတ်သွန်ဖြူနဲ့ငရုတ်တီကိုထောင်ပြီးထည့်မယ်စီအနှဲငယ်ထည့်မယ်ပါပရိကာအမှုန့်ကိုလည်းထည့်မယ်အရသာမုန့်ကိုလည်းထည့်မယ်အရသာမုန့်ကိုတော့နည်းနည်းရှော့ထည့်မယ်နော်ဘာဖြစ်လဲဆိုရင်အရွက်လေးတွေကျက်သွားလို့ယော့သွားလို့ရှိရင်သူကငါတော့တက်လို့ပါနော်ပြီးရင်မီအေးအေးလေးနဲ့တင်ထားလိုက်တယ်ကြည့်ပါဦးခုနကအမောက်ကြီးပဲအခုတော့ဒါလေးပဲကြံတော့တယ်ဒါလေးကတော့ပကံဆေးစင်စကားပေါက်မှာအမိုက်တွေခံတဲ့အိတ်ကလေးပါပဲဒါလေးကိုသုံးတော့လေမြောင်းတွေထဲပိုက်တွေထဲမှာအစာအကျွင်းကြံတွေမစင်းတော့ရေမစင်းမှမကြောက်ရတယ်လို့ကြွက်တွေလာမှကိုလည်းမကြောက်ရတော့ဘူးလေဟင်းကြံတွေဒီနာကတ်နေပြီဆိုတာနဲ့ဒါလေးကိုပြစ်လိုက်ရုံပါပဲဒီနေ့ကတော့ငါးဆေးမှမို့လို့ငါးကြေးခွန်တွေရေစိတ်ကန်ထဲမှာကတ်နေရင်ဆေးချဖို့ကမလွယ်တယ်လို့ဒီတန်စကားကလည်းအရန်ထက်တောင်မို့လို့လက်ရှာတတ်ပါတယ်အဲ့ဒါကြောင့်မို့ဒီအိတ်လေးကိုအရင်စွန့်လိုက်တယ်ငါးဝယ်ရင်ငါးရဲ့ဘက်ဟက်ပါထုတ်ခိုင်းလိုက်တော့ပို့ပြီးဆေးရတာတက်တာတယ်ဒီနေ့ရလာတဲ့ငါးကလေတော်တော်လေးကိုကြီးတယ်ဈေးမှာငါးကင်ခိုင်းတယ်ဆိုပေမဲ့လည်းအိမ်ရောက်ရင်ကိုတိုင်းနောက်တစ်ခါအကျေးခွန်လေးတွေကိုထပ်ချစ်ထုတ်ရပါသေးတယ်စားကောင်းနေတဲ့အချိန်အကျေးခွန်လေးတွေရှိနေလို့ရှိရင်ဖီးပြတ်သွားတတ်လို့ပါခုဆိုရင်အနစ်ကစားကြလာပါပြီတကယ်ဆိုရင်တော့ငါးနဲ့အနစ်ကိုရောပြီးတခါတည်းချက်ရတာပါငါးကကြက်လဲကြက်လွယ်တယ်ကြည်လဲကြည်သွားတတ်တာမို့လို့ခုတော့ငါးကိုနောက်မှထဲမှာပါငါးကတအားကြီးသွားတယ်အိုးနဲ့တောင်မဆန့်ချင်ဘူးအစကဒီလောက်ထိကြီးမယ်မထင်မဲနဲ့နှကောင်ဝယ်ပေးပါလို့မှာလိုက်တာအခုတော့တလို့အကြီးကြီးနှကောင်ရလာပါတယ်ငါးထည့်ပြီးဆိုတော့ဆေးစရာလေးတွေဆေးလိုက်အောင်မယ်ဆေးစရာတွေကတပုံးကြီးပဲဒါတော့ဟင်းကတစ်မျိုးပဲချက်ရသေးတာနော်ကြောင်ပကံလေးတွေကိုလည်းဆေးပေးရသေးတယ်အားလုံးဆေးပြီးသွားရင်တော့ဒီစကားလေးကိုထုတ်ပြီးပြစ်လိုက်ရုံပါပဲဒါတောင်စကားခွက်နာကန့်နေတာနည်းနည်းရှိနေသေးတယ်ထုတ်ပစ်ပြီးအတစ်တစ်ခုထပ်ထည့်ထားလိုက်တယ်အချိန်လေးရှိတော့ထမင်းအိုးလေးပါတည်လိုက်အောင်မယ်သမင်းအိုးလဲတဲ့ပြီးငါဟင်းကလည်းကြက်ခါနီးနေပြီဒီငါအနစ်ကကြက်လေးလေးပိုစားကောင်းလေးပါပဲနော်ငါလေးအကျက်ညီအောင်လဲလံပေးရပါသေးတယ်နော်ခုဆိုရင်ကြက်နေပြီမို့လို့မီးပိတ်လိုက်တော့မယ်ဒါကလည်းအရန်စားကောင်းတဲ့ငါဟင်းလေးပါဒီငါဟင်းအနစ်ကအရွက်မစုံလဲရပါတယ်နော်ရှိတဲ့အရွက်လေးနဲ့ပဲထည့်လဲရပါတယ်ဖယုံရွက်နဲ့လှုပ်စားရင်လဲအရန်စားလို့ကောင်းပါတယ်နော်အဓိကကျတဲ့တက်သွန်ပင်နဲ့နံပင်ဆိုရင်လည်းရပါပြီအရွက်စုံမဆိုရင်တော့လှုပ်စားဖို့ကမလွယ်ဘူးလေနော်ဒါလေးနဲ့လည်းဟင်းကောင်းတစ်ခွက်ရနေပါပြီခုဆိုရင်မီးပိတ်လိုက်လို့ရပါပြီနော်ကြည့်ပါဦးအရန်မွေးအရန်စားကောင်းတဲ့ငါဥကန့်ဟင်းလေးပါစားလိုက်အောင်မယ်နော်ဘိုင်ဘိုင်ကြည့်ရှုအားပေးကြသူအားလုံးလည်းကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေ